ညာတီရင်တို့ထားကြည့်တဲ့သွေးတွေနဲ့ပေပွားနေတဲ့သမီးကိုတွေ့လာရလို့ရေးပေါ်ဆေးရုံတင်လာရတဲ့အပြင်မင်္ဂလာပါပြည်သက်ကြီးတို့ရေအခုလိုမိုးရသည်တို့အချိန်မျိုးမှာတော့မွေးကင်းမလက်မဲကင်းချိန်များတို့လို့စားတဲ့အစိတ်ရှိတဲ့တတဝါတွေအရန်ကိုပေါ်များတဲ့အချိန်ဖြစ်ပြီးအကိုက်ခံရရင်လည်းအရန်ကိုခံရခက်တဲ့တတဝါမျိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်အမောင်တဲ့နေရာတွေအထုပ်ပိုးတွေထားတဲ့နေရာတွေကြောင်းနေဆိုရင်မီးလေးအောင်လေးယူသွားပြီးကြည့်ဖို့လိုတယ်လို့တနေရာရာကိုသွားမယ်ဆိုရင်လည်းတတိဝရိယထားဖို့လေးလိုအပ်ပါတယ်။ဒါပြင်ညဘက်အချိန်ဒီမှာဆိုရင်လေကိုယ့်ရဲ့အိမ်ဟာပတ်ပတ်လေးကိုတေချာတတိထားချောင်းလန့်ပြီးမှအိတ်တင်ပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းရွှေပြည်သာမြို့နယ်ကဆယ်ကျော်သက်ရွယ်ကလေးလေးညဘက်အိမ်နေချိန်မှာပဲချင်အောင်ပြင်လက်ထွက်နေတာကြောင့်မွေးကြိုက်ခံရပါတယ်။အခုတခါမှလည်းအိမ်ထဲမှာနေရင်လည်းကလေးလေးကိုကင်းချိန်များကြိုက်ခဲ့တာကြောင့်တကူလုံးသွေးတွေပေးပွားပြီးမိဘတွေမှာထိတ်တလန့်ဖြစ်ခင်ရပါတယ်။အားလုံးလည်းကျမကလေးလိုမခံစားရအောင်မိဘတွေကိုတတိထားဆင်ခြင်နိုင်မှုခုလိုပြောပြလာခဲ့ပါတယ်။ဒီလိုမိုးရသည်မှာကလေးတငယ်တွေနဲ့မိသားစုများစွာအတွက်တတိပေးချင်ပါတယ်။မိခင်ဖြစ်သူကမင်းညာကကြသမီးလေးအိမ်နေရင်မိုးလင်းကနေမှရုတ်တရက်ထောင်ကိုတယ်။ဒါနဲ့မိဖွင့်မှုပြေးလွှားသွားပြီးသမီးလေးပါများတစ်ခုခုဖြစ်လဲဆိုပြီးတွေးလိုက်တယ်။အဲကနေမိဖွင့်ပြီးကြည့်လိုက်တော့အဲ့ရပေါ်မှာအိမ်နေတဲ့သမီးလေးရဲ့မျက်နှာတစ်ခုလုံးနီးရဲနေတယ်။အဲ့ဒီအချိန်မှာကင်းချင်များကိုတော့မတွေ့ခင်ရဘူး။အဲ့ရဆုံးကပန်းကားကိုကြည့်လိုက်တော့ကင်းချင်များပြေးနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာသမီးလေးကိုစိတ်ပူပြီးတက်နိုင်သမျှဆေးရုံကိုအမြန်ပို့လိုက်တယ်။အဲကနေဆေးရုံရောက်တဲ့အခါဆရာဝန်ကဆေးထိုးပေးပြီးရေးပေါ်ခန်းမှာယောဂလက္ခဏာတွေကိုအနိကစောင့်ကြည့်ခဲ့ရတယ်။ဒါကြောင့်အခုလိုမိုးရသည်မှာကင်းချင်များအန္တရာယ်ကိုမိသားစုဝင်တိုင်းဂရုစိုက်နေထိုင်သင့်ပါတယ်။အထူးသဖြင့်ထိုင်းနိုင်ငံလိုကင်းချင်များပေါ်တဲ့နေရာမှာနေထိုင်သူတွေပိုဂရုစိုက်နေထိုင်သင့်ပါတယ်။ကင်းချင်များကရင်လူကြီးတောင်ရမ်းထားတာကလေးလေးဘလောက်များနာနေမလဲနော်။ဒါကြောင့်မလို့အားလုံးပဲကိုမအိတ်ခင်ကိုရဲ့အိမ်ရခင်ပေါ်ဘေးတွေမှာရှိမရှိကြည့်ပါတေချာရှင်းလင်းပြီးမှအိတ်ကြပါအထူးသဖြင့်တစ်ထပ်တိုင်မှာနေတဲ့သူအောက်ထပ်အခန်းဒီမှာပို့ပြီးတွေ့ရလိမ့်ရှိပါတယ်အားလုံးသတိထားကြပါကလေးလေးလည်းမြန်မြန်နေကောင်းပါစေအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ယောက်ျားဆောင်ပြီးကလေး3ယောက်နဲ့ဘဝကိုခက်ခက်ဖြတ်တန်းနေရတဲ့အမျိုးသမီးမင်္ဂလာပါပရိသတ်ကြီးတို့ရေချိုတက်တဲ့ဘဝမှာအစာငတ်မှာကိုလည်းကြောက်ရတယ်လို့ကျမ်းမာရေးမကောင်းမှာကိုလည်းကြောက်ရွံ့ရပါတယ်။ကျမ်းမာရေးမကောင်းမှုဆိုရင်လည်းကုသစရာငွေကမရှိရကြောင်းခံစားနေရရုံကလွယ်လို့ဘာမှမတတ်နိုင်ပါဘူး။ဒါအပြင်အခုချိန်မှာကအလောက်ကိုင်းတွေလည်းအရန်ကိုရှားပါလာသလိုကုန်စည်နှုန်းအခြေအနေတွေကြောင့်လက်လုံလက်စားသမားတွေရဲ့မိသားစုတွေလည်းအရန်ကိုခက်ခဲလာရပါတယ်။ဒီလိုခက်ခဲတွေကြားထဲမှာဒီမျိုးသမီးလေးကတော့သားသမီး3ယောက်နဲ့ဘဝကိုခက်ခဲဖြတ်တန်းနေကြရဖြစ်ပြီးဒီနေ့မှာတော့ကန်ဆိုးစွာနဲ့ပဲအလုတ်သွားရင်စက်ထဲကောင်းညှက်သွားခဲ့ရပါတယ်။ဒါကြောင့်မလို့အခြေကူတာမှုခံယူခဲ့ရပြီးအလုတ်လည်းမလုပ်နိုင်တော့တာပါ။သူမမှာတော့သားသမီး3ယောက်ရှိပြီးအကြီးလေးက17နှစ်အလက်လေးက8နှစ်အငယ်လေးကတော့4နှစ်အရွယ်လေးပဲဖြစ်ပါတယ်။သူမရဲ့ယောက်ျားဖြစ်သူကတော့3လပိုင်း30ရက်နေ့မှာဆုံးပါသွားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့လာရှိုမြို့ပြင်မှာနေထိုင်နေကြတာပဲဖြစ်ပါတယ်။သူတို့သားမီးတွေကတော့အခုချိန်မှာစားဝတ်နေရေးအတွက်ခက်ခဲတွေ့နေတယ်လို့ဆွေမျိုးတွေကြောင့်လည်းအရန်ကိုစိတ်မကောင်းဖြစ်နေရတာပဲဖြစ်ပါတယ်။ဆွေမျိုးတွေကတော့မကောင်းဘူးလားဆိုတော့လည်းမဟုတ်တယ်လို့ကောင်းလားဆိုတော့လည်းမကောင်းတဲ့အထက်မပါခဲ့ပါဘူး။အမျိုးတော်များများကတော့ကိုလုံနိုင်တဲ့အချိန်မျိုးမှသာကောင်းပြီးတက်ကြပြီမဲ့လေအခုလိုဒုက္ခရောက်ပြီးအလုံးမလုံးနိုင်တော့တဲ့အချိန်မှာတော့ကလေး3ယောက်နဲ့ဘဝကိုခက်ခဲနေကြရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကလေး3ယောက်နဲ့ဘဝဖြတ်တန်းနေရတာကြောင့်ဆွေမျိုးတွေကြမှာအရန်ကိုစိတ်ပင်ပန်းလာတာကြောင့်သူမကိုမကူညီခြင်းလဲနေပါအသေးမပိရင်လဲနေပါအပိစကားလေးတော့ပြောပြခဲ့ကြပါအောင်ဆိုပြီးလိုင်းပေါ်တင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အားလုံးကတော့အားတေးထားပါညီမရဲ့လူဘဝဆိုတာဒီလိုပါပဲအသက်ရှိနေရကိုကသားသမီးတွေအတွက်ဆုလက်ပါပဲအားတေးထားပါညီမရဲ့ဘဝဆိုတာအားလုံးအစိုးတွေပဲလာတာမဟုတ်ပါဘူး။ကောင်းတဲ့အရာတွေလည်းညီမဘဝကိုရှောက်လာအောင်ပါပါ။ဇွဲမလျှော့ပဲအားတေးမိရှောက်ပါညီမရဲ့ကလေး3ယောက်အတွက်အားတေးထားပါလို့ဝိုင်းပြောနေခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရောအားကိုးရမဲနေရှာတဲ့ကလေး3ယောက်အမေအတွက်အားပေးစကားလေးတွေပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဒါလေးကမူရင်းပုံလေးပါ။ဒါရှုမျိုးမှနေပါတယ်။3လပိုင်း30ရက်နေ့မှာယောက်ျားဆုံးသွားပါတယ်။စက်သေးကောင်းကစက်သေးပါထားတာပါ။တကယ်ဖြစ်ရမှန်နေပါ။လိုက်မပေးလည်းရပါတယ်ပေါ်လို့မလုပ်လည်းရပါတယ်ပြိုလေးကြည့်ပြီးနှစ်သိစကားပြောရုံနားထောင်ရုံနဲ့ကြည်နေပါတယ်အသက်မပေးလည်းဘာမှမဖြစ်ပါဘူးကလေး3ယောက်ရှိပါတယ်လာရှုမြို့မှာနေပါတယ်မိသားစုတွေတော့ရှိပါတယ်ဒါပေမဲ့မိသားစုတွေကကောင်းလားဆိုတော့လည်းမကောင်းဘူးလားလို့ဆိုတော့လည်းကောင်းပါလေ
ဒါတော့သူများတင်ပေးလို့ဒီတက်တော်လေးကိုလုံးမိတာပါလုံးတက်တာပါပေါ့နော်ကြည့်ဟုတ်လားဘယ်လိုပဲဒီမှန်ပြင်လေးကိုကြည့်ပဲပေးကြပါပေါ့နော်ဒီပုံလေးတွေကိုကြည့်ပဲပေးကြပါဒီလေးတောင်းရမ်းရှိပါတယ်အကြီးဆုံးက10နှစ်ကျော်17နှစ်လောက်ရှိပါတယ်အလက်လေးကတော့10နှစ်လောက်တော့ရှိပါ10နှစ်ကျော်ရှိပါပြီငယ်လေးက9လပိုင်းတရက်နေ့ရပဲ4နှစ်ပြေးခဲ့တာပါဒီပုံလေးကိုလိုက်ရရှယ်တယ်မလုပ်ပေးလေရပါတယ်အသက်မပေးလေရပါတယ်ကြည့်ပြီးတော့နှစ်သိပ်ပေးုံနဲ့ကြည်နေပါတယ်လာရှိုးမြို့ပြင်မှာနေပါတယ်နမရငင်းချင်းလို့ခေါ်ပါတယ်အရင်မွန်းကျက်နေလို့ဒီဗီဒီယိုလေးကိုတင်မိတာအပင်းတဲ့တကားလေးတွေဝိုင်းပြောပေးကြပါဦးလို့ညာတီရင်တို့ထားကြည့်တဲ့သွေးတွေနဲ့ပေပွားနေတဲ့သမီးကိုတွေ့လာရလို့ရေးပေါ်စေးရုံတင်လာရတဲ့အပြင်မင်္ဂလာပါပရိသတ်ကြီးတို့ရေအခုလိုမိုးရသည်တို့အချိန်မျိုးမှာတော့မွေကင်းမလမ်းမဲကင်းချိန်များတို့လို့စားတဲ့အစိတ်ရှိတဲ့တတဝါတွေအရန်ကိုပေါ်များတဲ့အချိန်ဖြစ်ပြီးအကိုက်ခံရရင်လည်းအရန်ကိုခံရခက်တဲ့တတဝါမျိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်အမောင်တဲ့နေရာတွေအထုပ်ပိုးတွေထားတဲ့နေရာတွေကြောင်းနေဆိုရင်မီးလေးအောင်လေးယူသွားပြီးကြည့်ဖို့လိုတယ်လို့တနေရာကိုသွားမယ်ဆိုရင်လည်းတတိဝရိယထားဖို့လေးလိုအပ်ပါတယ်။ဒါပြင်ညဘက်အချိန်ဒီမှာဆိုရင်လေကိုယ့်ရဲ့အိမ်ဟာပတ်ပတ်လေးကိုတေချာတတိထား6လမ်းပြီးမှအိတ်တင်ပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းရွှေပြည်သာမြို့နယ်ကဆယ်ကျော်သက်ရွယ်ကလေးလေးညဘက်အိမ်နေချိန်မှာပဲချင်အောင်ပြင်လက်ထွက်နေတာကြောင့်မွေကြိုက်ခံရပါတယ်။အခုတစ်ခါမှလည်းအိမ်ထဲမှာနေရင်လည်းကလေးလေးကိုကင်းချင်များကြိုက်ခဲ့တာကြောင့်တကူလုံးသွေးတွေပေးပွားပြီးမိဘတွေမှာထိတ်တလန့်ဖြစ်ခင်ရပါတယ်။အားလုံးလည်းကျမကလေးလိုမခံစားရအောင်မိဘတွေကိုတတိထားဆင်ခြင်နိုင်မှုခုလိုပြောပြလာခဲ့ပါတယ်။ဒီလိုမိုးရသည်မှာကလေးတငယ်တွေနဲ့မိသားစုများစွာအတွက်တတိပေးချင်ပါတယ်။မိခင်ဖြစ်သူကမင်းညာကကြသမီးလေးအိမ်နေရင်မိုးလင်းကနေမှရုတ်တရက်ထောင်ကိုတယ်။ဒါနဲ့မိဖွင့်မှုပြေးလွှားသွားပြီးသမီးလေးပါများတစ်ခုခုဖြစ်လဲဆိုပြီးတွေးလိုက်တယ်။အဲကနေမိဖွင့်ပြီးကြည့်လိုက်တော့အဲ့ရပေါ်မှာအိမ်နေတဲ့သမီးလေးရဲ့မျက်နှာတစ်ခုလုံးနီးရဲနေတယ်။အဲ့ဒီအချိန်မှာကင်းချင်များကိုတော့မတွေ့ခင်ရဘူး။အဲ့ရဆုံးကပန်းကားကိုကြည့်လိုက်တော့ကင်းချင်များပြေးနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာသမီးလေးကိုစိတ်ပူပြီးတက်နိုင်သမျှဆေးရုံကိုအမြန်ပို့လိုက်တယ်။အဲကနေဆေးရုံရောက်တဲ့အခါဆရာဝန်ကဆေးထိုးပေးပြီးရေးပေါ်ခန်းမှာယောဂလက္ခဏာတွေကိုအနိကစောင့်ကြည့်ခဲ့ရတယ်။ဒါကြောင့်ခုလိုမိုးရသည်မှာကင်းချင်များအန်ဒီရေကိုမိသားစုဝင်တိုင်းဂရုစိုက်နေထိုင်သင့်ပါတယ်။အထူးသဖြင့်ထိုင်းနိုင်ငံလိုကင်းချင်များပေါ်တဲ့နေရာမှာနေထိုင်သူတွေပိုဂရုစိုက်နေထိုင်သင့်ပါတယ်။ကင်းချင်များကရင်လူကြီးတောင်ရမ်းထားတာကလေးလေးဘလောက်များနာနေမလဲနော်။ဒါကြောင့်မလို့အားလုံးပဲကိုမအိတ်ခင်ကိုရဲ့အိမ်ရခင်ပေါ်ဘေးတွေမှာရှိမရှိကြည့်ပါပေချာရှင်းလင်းပြီးမှအိတ်ကြပါအထူးသဖြင့်တစ်ထပ်တိုင်မှာနေတဲ့သူအောက်ထပ်အခန်းဒီမှာပို့ပြီးတွေ့ရလိမ့်ရှိပါတယ်အားလုံးသတိထားကြပါကလေးလေးလည်းမြန်မြန်နေကောင်းပါစေအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်